ဒေါသထွက်ပြီးမူယူနေတဲ့မိခင်ကအရက်ထက်ယူခဲ့ဖို့အော်ပြောနေချိန်အရိုက်ခံရလို့တန်းစင်ကန်းစီထွက်ပြေးလာတဲ့ကလေးမလေးကသူ့ရဲ့နဖူးခွဲတန်ရာကိုဆေးထည့်နေပါတယ်။အဲ့ဒီချိန်အပြင်ကနေပြောင်းလာတဲ့ဖခင်ကိုအမေရိုက်တဲ့ချိန်နည်းနည်းလောက်ဝင်တာပေးလို့မရဘူးလားမေကွန်းထုတ်တဲ့အခါအမြဲတမ်းမူယူနေတဲ့သူကိုတားလဲဘာမှထူးမှမဟုတ်ပဲကွာရှင်းခိုင်းမြန်တော့လဲလက်မခံဘူးလို့ရေရွတ်နေရင်ဇနီးဖြစ်သူကိုတရွတ်တိုက်ဆွဲခေါ်သွားတဲ့ဖခင်ကအိမ်ပြင်မိုးရကြီးတဲ့ကိုအရောက်ဇနီးဖြစ်သူကလေကားကနေတွန်းချပစ်လိုက်ပါတယ်အတန်တစ်ခုခုကြားလိုက်လို့ထီးတလက်နဲ့အပြင်ထွက်လာတဲ့သမီးငယ်ကအမေကိုလွှင့်ပစ်လိုက်တာလားမေးတဲ့အခါသူကအရက်မူပြီးလေကားကနေပြုတ်ကျသွားတာဖြစ်ကြောင်းပြောင်းလဲနေတဲ့ဖခင်ကနင်းလဲသူ့ကိုစိတ်ကုန်နေပြီမလားလို့မေးခွန်းပြန်ထုတ်ခါအဖေကအရန်ချတာတဲ့အမေအစ်ရှာပေးမှာဖို့အခုကစပြီးအဖေစကားနားမထောင်ရင်နေမေလိုပဲလွှင့်ပစ်ခံရမယ်လို့ပါသမီးငယ်ကိုချိန်ချောက်လိုက်ပါတယ်မိခင်ဖြစ်သူကိုတွေးနဲ့တွားကြည့်နေရင်အတန်ငွေလေးကြံနေသေးတာကြောင့်ထားခဲ့ပြီးအပေါ်ကိုပြန်တက်မယ်လို့ဆေးရုံကခေါ်ပြီးသူမကိုကယ်ပေးဖို့တောင်းဆိုလာတဲ့မိခင်အားရွေချက်ချစ်ပဲပြစ်ထားခဲ့လိုက်ပါတယ်2016ခုနှစ်ဇူလိုင်လအတန်းပိုင်းဆီယမကွက်ရဲ့မွေးနေ့ရက်ဖြစ်တာကြောင့်တခြားအတန်းသားတွေက surprise လုပ်ပေးနေကြချိန်ကျောင်းကရုံးခန်းထံဖုန်းတွေဆက်တိုက်လာနေပြီးမွေးနေ့ဆုတောင်းနေတဲ့ဆီယမကွက်ကိုသူနဲ့စိတ်သက်ထားတဲ့ဘဲကနောက်ကရောက်လာပြီးပါပိတ်ရိုက်ခါတခြားကောင်တယောက်နဲ့ဖောက်ပြန်နေတဲ့ပုံတွေကိုပြစ်ပေးသွားပါတယ်ကျောင်း website တစ်ခုလုံးမှာလည်းဆီယမကွက်ရဲ့အကြောင်းတွေအကုန်ပြန့်နှံ့နေပြီးမို့ဒီကိစ္စတွေပြီးသွားမှအလုပ်ပြန်လာဆင်းဖို့ကျောင်းဦးကြီးကဆူလွတ်လိုက်ပြီးဝိုင်းကြည့်နေကြတဲ့တပည့်တွေကြားခေါင်းတောင်မဖော်ရဲပဲထွက်လာတဲ့ဆီယမကွက်ကလဲကြတော့မလို့ဖြစ်သွားတာမို့အာချင်းဆိုတဲ့ကောင်မလေးကဘေးကလာထူတလူလိုနဲ့သူမပေးတဲ့မွေးနေ့လက်ဆောင်ကိုသဘောကျရဲ့လားလို့ဆိုပါတယ်ဆီယမအမြဲပြောခဲ့သလိုမိဘလည်းမရှိအုတ်ထင်းသူလည်းမရှိတဲ့နွမ်းပါတဲ့သူတယောက်ဖြစ်တာကြောင့်လက်ဆောင်ကောင်းတော့မပေးနိုင်ပေမဲ့သူမတက်နေတဲ့လောက်စီတင်ပေးလိုက်တာဖြစ်ကြောင်းတွေးအေးနဲ့လာပြောနေတာကိုစက်နားမထောင်နိုင်တော့တဲ့ဆီယမကွက်ကထွက်ပြေးသွားပါတယ်အဲ့ဒီပြဿနာတွေကိုမသိပဲအခုမှဆေးပေးကန်းကနေပြန်လာတဲ့ဆောင်းဟီကအစင်းတစ်နေရာမှာအာချင်းကရောက်သွားပြီးသူမကအစင်းနှစ်ဖြစ်နေလို့အမတ်တူနေရတောင်ဘာလို့သူမကိုအစင်းနှစ်နေရာမှာထားရတယ်လဲလို့အမတ်ပေးဆရာမကိုမေကွန်းသွားထုတ်တဲ့အခါအာချင်းကပကြီးလက်တွေစွာမွဲမှာတမတ်ပိုးရသွားလို့ဆိုတာကြောင့်လွန်ခဲ့တဲ့တလကပကြီးဆရာနဲ့အာချင်းတို့နှစ်ယောက်တည်းစကားပြောနေတာကိုဆောင်းဟီကတွေ့သွားလို့ချောင်းနားထောင်နေတော့သူမကြိတ်ကြိုက်နေတဲ့ဂျွန်စောဆိုတဲ့ကောင်လေးကလာနောက်ကျက်လို့ပါသွားပါတယ်နောက်တရက်စူညံနေတဲ့စာတင်ကန်းထဲမှာနှကြက်တက်ပြီးအေးအေးဆေးဆေးစာလုပ်နေတဲ့အာချင်းကိုဆောင်းဟီကလာချီကျူးနေပြီးမနေ့ကပကြီးဆရာနဲ့စာတင်ကန်းထဲမှာဘာတွေလုပ်နေကြတယ်လဲမေကွန်းလာထုတ်တော့အရေးကဲမသိပဲသူများကိစ္စတွေလိုက်ဆက်စုနေတာမို့ရုပ်ရှင်တွေထဲမှာဆိုနင်းလိုလူကအရင်ဆုံးအသက်ပေးရတာပဲဆိုတဲ့အာချင်းရဲ့သွေးနဲ့ပြန်ချေပတဲ့စကားတွေကြောင့်တက်သိမ်းမှထားမိသွားကြောင်းဆောင်းဟီကစိတ်ထဲတင်ရေရွတ်နေပါတယ်တကြောင်လုံးမှာအစင်းတရသွားတဲ့အာချင်းနဲ့စာပေပြိုင်ပွဲမှာဆုရခဲ့တဲ့ဂျွန်စောတို့ကိုအတန်းသားတွေကဝိုင်းဂုံပြူပေးနေကြတော့လာမဲ့စကားရည်လူဝဲအတွက်ကြိုတင်ပြင်ဆင်ထားဖို့ဂျွန်စောနဲ့ဆောင်းဟီတို့ကိုဆရာမကတောင်းဝန်ပေးတဲ့အခါအဲ့ဒီပြိုင်ပွဲကိုသူ့စားအာချင်းကိုလွှဲပြောင်းပေးခြင်းကြောင့်ဂျွန်စောကဆိုလာပါတယ်။ဘာကြောင့်လဲလို့ဆရာမကမေကွန်းပြန်ထုတ်တဲ့အခါစာပေပြိုင်ပွဲမှာအနိုင်ရထားတဲ့အတွေ့အကြုံနဲ့စာပေအထူးပြုကျောင်းသားအဖြစ်စောစောလျှောက်ထားခြင်းလို့ဆိုတာကြောင့်အာချင်းကလည်းလက်ခံနေဆိုတာနဲ့ဆရာမကခွင့်ပြုပေးလိုက်ပေမဲ့ဂျွန်စောကိုကြိတ်ကြိုက်နေတဲ့ဆောင်းဟီကတော့ဝမ်းမသာနိုင်ဖြစ်သွားပါတယ်။စကားရည်လူဝဲနဲ့ပတ်သက်ပြီးတခြားအတန်းကကောင်မလေး2ယောက်နဲ့အတူဆောင်းဟီနဲ့အာချင်းတို့ကတိုင်ပင်နေကြတော့ဆောင်းဟီကပဲဘလို့လုပ်မယ်လို့အစီအစဉ်တွေချပေးနေတာကြောင့်တခြား2ယောက်ကလက်ခံပေမဲ့တစ်ဖွဲ့လုံးတိုင်ပင်တာမျိုးမဟုတ်ပဲအမြဲတမ်းဒီလိုပဲဆုံးဖြတ်ကြတာလားလို့အာချင်းကမေးခွန်းဝင်ထုတ်ပါတယ်အဲဒါကြောင့်ဆောင်းဟီကအကြံတစ်ခုခုရှိရင်ပေးဖို့ပြောတော့အဖွဲ့သားအချင်းချင်းပူးပေါင်းဆောင်ရွက်မှုကလည်းအကဲဖြတ်တဲ့နေရာမှာအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ကြောင်းဝင်ထောက်ပြတော့အာချင်းပြောတာကြိုးကြောင်းစီလျော်တာမို့အရင်ဆုံးတယောက်တစ်မျိုးစဉ်းစားကြည့်ကြမယ်ဆိုကအခဲမကြေတဲ့မျက်ဝန်းနေနဲ့ပဲဆောင်းဟီကမျိုးသိပ်ထားလိုက်ရပါတယ်အဲ့ဒီနေ့ကျောင်းဆင်းလာတော့ဆောင်းဟီကမျက်နှာမကောင်းတာမို့လာကြိုတဲ့မိခင်ကမေးခွန်းထုတ်တဲ့အခါအဖွဲ့တွေကိုခုမှဝင်လာပြီးရန်လာစနေတယ်လို့ဆိုတာကြောင့်ဒီတစ်ခေါက်နင့်ကိုကြော်ပြီးတကြောင်လုံးမှအဆင့်တရသွားတဲ့အာချင်းဆိုတဲ့တယောက်လားလို့ထပ်မင်းနေတဲ့မိခင်ကတလားသူမကျောင်းကိုထောက်ပံ့ထားတဲ့ငွေတွေကမနှဲတာမို့သူပဲဖြည့်ရှင်းလိုက်မယ်လို့ဆိုပါတယ်အာချင်းကဘယ်စီကဂိုက်ဆရာခေါ်တင်လဲလို့စုံစမ်းခိုင်းနေတဲ့သမီးဖြစ်သူကိုအဲ့ဒီကောင်မလေးကမိဘမဲ့ကလေးမို့တင်တန်းကျောင်းတောင်မတက်နိုင်ဘူးဆိုတဲ့အကြောင်းဆရာမခွက်စီကကြားခဲ့ရကြောင်းနဲ့အခုတော့အဲ့ဒီဆရာမကကျောင်းကရက်ဆိုင်ခံလိုက်ရတာကြောင့်သူ့ကိုထိုးချထားတဲ့ပတ်စံတွေကအလကားဖြစ်ကုန်တယ်လို့ဆိုပါတယ်အဲ့ဒါနဲ့တောင်မကပဲဥပဒေအကြံပေးလို့တဲ့ဆိုလို့ရှင်းနေဖြစ်တဲ့သူမခင်ပွန်းတောင်ဝင်ကူညီပေးခဲ့ရတာဖြစ်ပြီးဘလို့လူနယ်များဖောက်ပြန်လိုက်တာလဲလို့မိခင်ဖြစ်သူကရေရွတ်နေတော့အာချင်းကမိဘမဲ့ဆိုတဲ့အားနည်းချက်ကိုတည်သွားတဲ့ဆောင်းကြီးကတော့ဘလို့ခြေပတ်ရမလဲဆိုတာအကြံရသွားပါတယ်စားရတွေဝယ်လာပြီးအာချင်းရဲ့တိုက်ခန်းစီရောက်လာတဲ့ဂျွန်စောကပြတင်းပေါက်ကနေချောင်းကြည့်နေရင်အတွေးနဲ့တင်အပြင်မှာအိပ်ပျော်သွားတဲ့အခါငယ်ဘဝပုံရိပ်တွေနဲ့လန့်နိုးလာချိန်အာချင်းရဲ့ပေါင်ပေါ်ရောက်နေတော့17နာရီကျော်နေပြီမို့အိမ်ပြန်ခိုင်းနေတဲ့အာချင်းအားအိမ်ထက်ဒီနေရာကပဲသူ့အတွက်ပို့ပြီးတက်တောင့်တက်တာရှိတယ်လို့ဆိုပါတယ်စားလုံးနေတဲ့အာချင်းကမဆုစာအုပ်ငားတဲ့အခါဂျားတဲ့ကစားလေးတစ်စောင်ထွက်လာတာမို့ဖွင့်ဖက်ကြည့်နေချိန်ဂျွန်စောစီဖုန်းဆက်လာတဲ့ဆောင်းကြီးကစကားရည်လူပြိုင်ပွဲကိုအာချင်းအားဝင်ပြိုင်ခွင့်ပေးလိုက်တာနဲ့ပတ်သက်လို့မေးခွန်းထုတ်နေပြီးနင်းဝင်ပြိုင်တာကအများကြီးအကူအညီဖြစ်လိမ့်မယ်လို့ဆိုတော့အာချင်းကပဲပိုအဆင်ပြေလိမ့်မယ်လို့ဆိုကဖုန်းချပစ်လိုက်ပါတယ်ပြီးမှအာချင်းဖတ်နေတဲ့စာကိုဘေးကဝင်ကြည့်ကသူ့အိတ်ထဲကထွက်လာတာလားဆိုတော့ဆောင်းကြီးရေးထားတဲ့ဂျွန်စောကိုသဘောကျနေတဲ့အကြောင်းဖြစ်နေတာကြောင့်လွှင့်ပြလိုက်ဖို့ပြောတဲ့အခါဘိုးကပြန်သားကိုစောင့်နေတာမို့သူမရေးပြီးအကြောင်းပြန်ပေးမယ်လို့ဆိုပါတယ်
နောက်မနေ့အကြောင်းမှာတော့အာချင်းကမိဘမဲ့တယောက်ဆိုတဲ့အတန်လေးနဲ့ပြည့်နေပြီးအာချင်းတယောက်အကြောင်းကိုရောက်လာချိန်ဆောင်းဟီကနေမိဘမဲ့ဆိုတာကိုအကြောင်းမှာဗဇက်အဖွာဆုံးဖြစ်တဲ့ယူဘင်းကိုပြောလိုက်တဲ့အကြောင်းတငယ်ချင်းတယောက်ကလာပြောတော့ပြီးနောက်တကယ်ရီလူဝဲနဲ့ပတ်သက်လို့အချိန်ကလည်းတိတ်မကြံတော့တာကြောင့်အခုမှစားပြိုင်မှုမဲ့အာချင်းကိုအဖွဲထဲထဲတဲ့အတွက်ပြိုင်ပွဲမှာနှောင့်နှေးနိုင်တာမို့ကျောင်းသားမိဘတွေဘက်ကတိုင်ကြားထားတာတွေရှိလာကြောင်းဆရာမကပြောပါတယ်အဲ့ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတယောက်တည်းအတွေးများနေချိန်သကရေလူဝဲကနေထုတ်ပယ်ခံလိုက်ရတဲ့အကြောင်းဆောင်းဟီကမျက်နှာပြောင်တိုက်ခါမေးခွန်းလာထုတ်နေပြီးကျန်အဖွဲ့ဝင်2ယောက်ရဲ့မိဘတွေကကန့်ကွက်တင်ပြလိုက်တာဖြစ်မယ်ဆိုတဲ့စကားတွေကိုမတုံ့ပြန်ပဲနင်ကဂျွန်စောကိုကြိုက်နေတာလားလို့မေးခွန်းပြန်ထုတ်ကသူကစာပြန်ပေးခိုင်းလိုက်တယ်ဆိုပြီးလက်ထဲထည့်ပေးလိုက်ပါတယ်အဲ့ဒါနဲ့ဆောင်းဟီကချက်ချင်းဖွင့်ဖက်လိုက်တဲ့အခါသူမပေးခဲ့တဲ့စာရဲ့အပေါ်မှာပဲဘသူမှနှင်းကိုသဘောမကျဘူးဆိုတဲ့မင်းနီနဲ့ရေးထားတဲ့စာကြောင့်အချက်ကွဲသလိုခံစားလိုက်ရပြီးဆီယာမကခေါ်လို့သွားတဲ့အခါမှာလည်းတရားရောက်ကတိုင်လိုက်တာကြောင့်ငါတို့ကျောင်းကစကရေလူပြိုင်ပွဲမှာဝင်ပြိုင်မှုအရေးချင်းမမီကြောင်းစီဒီနဲ့သူတွေစီကနေတတိပေးစာရခဲ့တာမို့ဒီတစ်ခါတော့ဝင်ပြိုင်မှုလက်လျှော့ရရမယ်ဆိုတဲ့အကြောင်းပြောပါတယ်အဲ့ဒါနဲ့ဆောင်းဟီကဇဂရေလူပြိုင်ပွဲ website ကိုဝင်ကြည့်တဲ့အခါရှင်းကွမ်အထက်တန်းကျောင်းရဲ့ကျောင်းသားမိဘတွေကကိုသားသမီးကိုဝင်ပြိုင်ခွင့်ရအောင်ဆရာဆရာမတွေစီလက်ထိုးခဲ့တဲ့ဆိုတဲ့အကြောင်းတင်ပြထားတာကိုတွေ့ခဲ့ရပါတယ်အမေဖြစ်သူစီဖုံးဆက်ကတန်းစင်ကန်းတဲ့ကိုဒေါသတကြီးနဲ့ဝင်လာတဲ့ဆောင်းဟီကသူ့လက်ချက်ပဲဖြစ်မှာဆိုပြီးသမီးကိုလာရှုပ်တဲ့လူဘလို့ပြန်ပေးဆက်ရမလဲဆိုတာသိသွားစေရမယ်လို့ပြောနေတော့နောက်ကဝင်လာတဲ့အာချင်းကနင်းကိုလာရှုပ်တဲ့သူတွေဘလို့ဖြစ်သွားတယ်လဲဆိုတာသိကျင်တယ်လို့ဆိုပါတယ်သူကမိရမဲ့ဆိုတာကိုသတင်းဖြန့်ပေးလို့ကြောင်းတက်ရတာပို့ပြောလာတယ်ဆိုတော့နင်တို့လိုကလေးတွေကလူမှုဖူလုံရေးထောက်ပံ့မှုအနေနဲ့အစိုးရစီကစံတွေရတာမို့အဲ့ဒီစံတွေထဲမှာသူမအဖေဆောင်ထားတဲ့အခွန်တွေလည်းပါတယ်ဆိုတဲ့ဆောင်းဟီကိုကျေးဇူးတင်ပါတယ်လို့ပဲခြေပထားခဲ့လိုက်ပါတယ်တန်းစင်ကန်းကနေပြန်လာတဲ့ဆောင်းဟီကအာချင်းရဲ့စာအုပ်ထဲကလက်ရည်နဲ့ဂျွန်စောပေးတဲ့ပြန်စာတွေကလက်ရည်ကိုတိုက်ကြည့်တော့အတူတူပဲဖြစ်နေတာမို့ခဏအကြာမှတွန်းလက်ထဲကထွက်လာတဲ့အာချင်းကိုရေပုံးနဲ့တဲပတ်ပစ်လိုက်ခါကိုဟုတ်လာပြီထင်ပြီးသူ့ကိုလာမရှုံနဲ့ဆိုတဲ့ဆောင်းဟီရဲ့စကားတွေကိုဘာမှလက်တော့မပြန်ပဲရက်နေခဲ့လိုက်ပါတယ်အာချင်းကတကိုယ်လုံးဆူရွှဲနေတဲ့ပုံစံနဲ့ပဲအခန်းထဲဝင်လာတဲ့အခါဂျွန်စောကအဝတ်နဲ့ထားပတ်ပေးပြီးဆေးပေးကန်းကိုခေါ်လာနေချိန်ခုမှအကြောင်းကိုရောက်လာတဲ့ခင်ကျဲဦးနဲ့အာချင်းတို့ကတွေ့တော့အဲ့ဒီအဲဘောကသူများတွေမြင်လို့မရဘူးမလားလို့အာချင်းကသတိပေးသွားပါတယ်လုံခဲ့တဲ့တလကအတန်းထဲမှာဘယ်သူမှမရှိချိန်တခြားသူရဲ့အိတ်ထဲကအဲဘော့ခိုးနေတဲ့ကျဲအုပ်ကိုအာချင်းကတွေ့သွားပြီမဲ့သူနဲ့မဆိုင်တဲ့ကိစ္စမို့ဘယ်သူမှမပြောပါဘူးဆိုတဲ့အခါနင်လိုချင်တာရှိရင်သူခိုးပေးပါမယ်ဆိုတော့ပစ္စည်းတော့မလိုအပ်ပဲမကျေနပ်တဲ့သူတွေကတော့ရှိတာမို့အခါကျွေးငွေရောရအောင်မယ်လို့ဆိုပါတယ်အဲ့ဒီတည်းကဂျေအိုကအာချင်းခိုင်းသမျှကိုလှုပ်ပေးခဲ့တာဖြစ်ပြီးတရက်ဂျေအိုရဲ့စာအုပ်ကိုဆရာကတွေ့သွားလို့လူပြေးသွားရင်ဘုံကဆောင်းကြီးရဲ့ခုံအောက်မှာကြာကြံနေခဲ့တာကြောင့်ကောက်ကြည့်လိုက်ချိန်ဘော့ဆိုတဲ့တယောက်နဲ့ကျောင်းတွင်းငွေလို့ပေးတာနေနဲ့ပတ်သက်ပြီးပြောထားတဲ့စာတွေမြင်သွားပါတယ်ဆောင်းဟီကဘာလို့ဒီလိုတွေလိုက်လုံနေတာလဲလို့ဂျွန်စောကမေးတော့နင်းနဲ့တွဲသွားတွဲလာလုံနေတာကိုမကျေနပ်လို့ဖြစ်မှာပေါ့ဆိုတာကြောင့်အတန်းပိုင်းကိုတိုင်ပြောဖို့အကြံပေးပေမဲ့သူနီးနေတဲ့သူဖြည့်ရှင်းမှာဖြစ်ကြောင်းပြောပါတယ်အခုတော့လဲပြီးအနားယူလိုက်အောင်ဆိုတဲ့ဂျွန်စောရဲ့မျက်လုံးတွေကိုစိုက်ကြည့်ကသူတခုခုထက်လုံးမှာကိုကြောက်နေကြောင်းပြောပြီးကူညီပေးမယ်မလားလို့မေးခွန်းထုတ်ပါတယ်နောက်တရက်အကြောင်းကိုလာတဲ့အခါအာချင်းခိုင်းသမျှလှုပ်ပေးနေတဲ့ခင်ကျဲအိုကကလေးတွေစီကနေငွေလို့ချေးစားနေတာကိုကျင်းဝတ်ဆရာမစီမှာမိသွားတဲ့အကြောင်းတယောက်ကလာပြောသွားလို့ဂျဲအိုနဲ့လာတွေ့တဲ့အခါနင့်နာမည်ထုံမပြောထားခဲ့တာမို့တင်နေတဲ့အကျွေးကြေပြီးလို့ပြောဖို့လုပ်နေတော့ရင်ဝင်နဲ့တိုးဝင်လိုက်တဲ့အာချင်းကကျေးဇူးတင်စကားအရင်ဆိုကဖခင်ဖြစ်သူအမြဲရိုက်နေတာခံနေရတဲ့ဂျဲအိုကိုသူသာဆိုဝေးရကိုထွက်သွားမယ်ဖြစ်ကြောင်းပြောပါတယ်နင်းကဘောတလောက်စိတ်ဝင်စားမှမသိခဲ့ဘူးဆိုတဲ့ဂျေအိုကဖခင်ဖြစ်သူရိုက်တာကိုတီးခန့်နေတယ်ဆိုတာသူတခြားစီမှာပြဿနာသွားချမှာကြောင်းလို့ဆိုပြီးသူကဘလောက်ပဲဆိုးတယ်ပြောမိဘကိုတော့ပြန်မလုံနိုင်ဘူးဆိုတော့ကိုကာဝယ်တာဖြစ်လို့ပြန်ခုခံလို့ရတယ်လို့အကြံပေးပါတယ်အဲ့ဒီလိုအာချင်းတို့နှစ်ယောက်စကားပြောနေကြတာကိုမြင်သွားတဲ့ဆောင်းဟီကအကြံတစ်ခုရသွားတဲ့ပုံစံနဲ့ဆက်ချောင်းနှားထောင်နေတာကိုဘော်ရက်ကဂျွန်စောကလမ်းကြည့်နေပါတယ်နေလေသာသားနေချိန်အာချင်းရဲ့ထမင်းပကံမော်ကိုဆောင်းဟီကပဲနို့တွေဗလိုင်းကြီးလာသွန်ချနေတာမို့ဘာမှမတုံ့ပြန်ပဲထွက်လာနေရင်ဖုံးစိမ်းတစ်လုံးဝင်လာတဲ့အခါနောက်ကလိုက်လာတဲ့ဆောင်းဟီကခင်ကျဲကိုဖုံးတွေကဘောဆိုတာနင်ပဲဘောလို့ဆိုပါတယ်ကလေးတွေစီကငွေညစ်နေတဲ့လောက်ရက်ကိုနောက်ကကြိုးကင်ချဲလဲနေတာကလည်းနင်ဖြစ်နေတာပဲလို့ဆိုကအောင်နိုင်သူအပြုံးနဲ့တယောနေတော့နောက်ကရောက်လာတဲ့ဂျွန်စောကဆောင်းဟီကိုလမ်းခေါ်ကခဏလောက်စကားပြောကြမလားဆိုပြီးခေါ်ထုတ်ခဲ့လိုက်ပါတယ်နင်းရဲ့စာနဲ့ပတ်သက်လို့အာချင်းကဂျားထဲကနေပြန်ဖြေခဲ့တာကြောင့်သူကပဲတောင်းပန်ပါတယ်လို့ပြောလာတဲ့ဂျွန်စောကလက်ကိုဆွဲဖမ်းလိုက်ချိန်ရှက်သွေးဖြာသွားတဲ့ဆောင်းဟီကိုသူ့ဘက်ကလည်းချစ်တယ်ဆိုတဲ့အကြောင်းပြန်ပြောလိုက်တော့အန်အော်ဘီမိကုန်းအထက်ထက်ပြန်ထုတ်နေတဲ့အခါငါကောင်မလေးဖြစ်မဲ့သူကတခြားတယောက်အပေါ်စီးကြော်ပြီးနိုင်ကျင်တာမဖြစ်စေချင်ဘူးလို့အချောတတ်ပါတယ်သူနဲ့အာချင်းတို့ကငငယ်လေးတကတငယ်ချင်းဖြစ်ခဲ့ကြတာမို့သူ့ကိုတကယ်ချစ်တယ်ဆိုရင်အာချင်းအပေါ်နိုင်မကျင့်စေချင်ဘူးဆိုတဲ့အခါသူကအဲ့ဒီလိုလူမျိုးမဟုတ်ကြောင်းပြန်ပြောတာနဲ့ကြောင်းပိတ်ရင်ရုပ်ရှင်အတူတူသွားကြည့်ကြမယ်လို့ဂျွန်စောဘက်ကဆိုလာတာကြောင့်ပီတိတွေဖျားကုန်ပါတယ်သူ့ဖုန်းကအသိခံလိုက်ရပြီးမို့တပတ်ကြီးဖုန်းအသေးဝယ်လိုက်ပြီးဆိုတဲ့အကြောင်းလမ်းပြောပြနေတဲ့ဂျေအိုကိုအာချင်းကအကူအညီလိုနေတယ်ဆိုတာကြောင့်ချက်ချင်းရောက်လာခဲ့ပြီးဆောင်းဟီအနိုင်ကျင့်တာခံနေရတယ်ဆိုတဲ့အခါဒေါသထွက်နေတဲ့ဂျေအိုကိုငွေလိုပေးတာနဲ့ပတ်သက်ပြီးနင်းနဲ့ငါနဲ့အကြောင်းတွေအကုန်တည်သွားတယ်ဆိုတဲ့အကြောင်းပြောပြပါတယ်
မကြခင်ဆောင်းကြီးကအဲ့ဒီအကြောင်းတွေတကြောင်လုံးကိုဖွာတော့မှာမို့အခုတော့နင်ပေးတဲ့နှစ်သိမ့်မှုတွေလိုနေတဲ့ဆိုကမျက်နှာငယ်နဲ့ပြောလာတဲ့အာချင်းကြောင့်ဂျဲအိုကအနားကိုကတ်သွားပြီးသူကအရိတ်ကဲခက်မြန်တဲ့လူတစ်ယောက်ဖြစ်တာမို့နင်ငါ့ကိုလိုအပ်တယ်လို့ပြောကြတဲ့ကနင်ကောင်းထဲမှာအစီအစဉ်တစ်ခုခုချထားတယ်မလားလို့မေးခွန်းထုတ်ခါသူဘာလို့ဝေးရမလဲသာပြောဖို့မေးပါတယ်နောက်တရက်အတန်းပိုင်းဆီယာမရဲ့မင်္ဂလာဆောင်အတွက်လက်ဖွဲ့ကြီးတွေကောက်နေကြပြီးအာချင်းကသူရောထဲမယ်ဆိုတဲ့အခါနင်ကမထက်လဲရပါတယ်ဆိုတော့သူကမိပါမယ်ဆိုတဲ့အကြောင်းကိုတကြောင်လုံးသိအောင်လိုက်ဖွားကအချင်းရုပ်ခဲ့တဲ့သူကဆောင်းကြီးဖြစ်ကြောင်းတိုးတိုးလေးပြောပြလိုက်ပါတယ်သူနဲ့ဂျွန်စောတို့ကတွဲနေကြပြီဆိုတဲ့အကြောင်းတကယ်ချင်းတွေကိုပြောပြနေတဲ့ဆောင်းကြီးကအာချင်းအပေါ်နင်းဒီလိုလေးလှုပ်ထားတာတောင်ဂျွန်စောကနှင့်ကိုလာကြိုက်တာလားလို့အန်အော်တကြီးမေးခွန်းထုတ်နေတဲ့တကယ်ချင်းတွေကိုနောက်ကသူ့ကိုအာချင်းအကြောင်းလာမပြောနဲ့တော့လို့သတိပေးလိုက်ပါတယ်ဆောင်းကြီးကသူမရဲ့လော်ကာကိုဖွင့်နေတော့နောက်ကရောက်လာတဲ့အာချင်းကဂျွန်စောနဲ့အဆင်ပြေနေပြီလားလို့မေးပြီးနံပါတ်ကိုမတိမတာလမ်းကြည့်ကနှစ်ယောက်သားလိုက်ဖက်ကြတာပဲလို့မြောက်ပင်ပြောဆိုရင်းထွက်သွားပါတယ်ခဏနေတော့ JOC ဆောင်းကြီးရဲ့လော်ကာနံပါတ်နဲ့ဘယ်ချိန်မှလှုပ်ရှားရမယ်ဆိုတာကိုလမ်းပို့ပေးထားလိုက်ပြီးအဲ့ဒီနေ့ရောက်လာတဲ့အခါအားလုံးကအာကစားလုပ်ဖို့ထွက်သွားကြချိန်ဂျွန်စောရဲ့စီရောက်လာတဲ့ဆောင်းကြီးကအာကစားချိန်ကိုအရန်မုန်းတာပဲဆိုတော့အတူတူအတန်းလေးရအောင်ဆိုပြီးဆေးပိန်ကန်ကိုသွားမယ်လို့ဆိုကဆရာကိုလိမ်ပြီးထွက်လာခဲ့ဖို့မှာပါတယ်ဒီလိုနဲ့ကြက်တောင်ခွင်းထဲကနေဘိုင်းအောင်ချင်းအောင်ဆောင်နေတဲ့ဆောင်းကြီးကဆေးပိန်ကန်သွားဖို့ဆရာစီကခွင့်တောင်းလာကအခန်းထဲရောက်တော့ပကြီးကန်းကိုလာခဲ့ဖို့ကြောက်တင်မုံမှာရေးထားတဲ့စာကိုဖျက်ထားခဲ့ပြီးထွက်လာချိန်အတန်းထဲကိုဝင်လာတဲ့ဂျဲအိုကအခန်းထဲကိုအနှဲငယ်ဖွာထားကအတန်းသူတယောက်ရဲ့စာအိတ်ကိုဆောင်းကြီးရဲ့လော်ကာထဲထည့်ထားလိုက်ပါတယ်ဆောင်းကြီးအတန်းထဲကထွက်သွားပြီဆိုတာအာချင်းစီလန်တင်းပေးနေချိန်အမှုပညာဆရာနဲ့အတူရှိနေတဲ့အာချင်းကစိတ်အယမ်းလှုပ်ရှားရင်လက်ကတုံနေတာမို့ခဏလောက်ကင်ပေးထားလို့ရမလားခွင့်တောင်းပြီးအချစ်စစ်ဆွေးနွေးတိုင်ပင်မှုစင်တာအကြောင်းပြောနေကြတော့ဗကြီးကန်းစီရောက်လာတဲ့ဆောင်းကြီးကလက်ကင်ထားကအချစ်စစ်အကြောင်းတွေပြောနေကြတယ်လို့နှစွန်နှပြကြားသွားပါတယ်တပတ်ကဂျွန်စောကတော့အတန်းသားတယောက်နဲ့အာကစားပစ္စည်းတွေစစ်နေပြီးဒီနေ့သူတို့စာသင်ခန်းကိုတကားတော့ခတ်ခဲ့ဖို့တောင်းဝန်ကြပေမဲ့တော့ကမတွေ့တာကြောင့်ဒီတိုင်းထားခဲ့ရတယ်ပြောတော့အရင်ကလည်းသူတို့အခန်းကပစ္စည်းတွေခဏခဏပျောက်တာကြောင့်ဒီကိစ္စကိုအတန်းသားတွေသိရင်မင်းကိုအပြစ်တင်ကြမှာမို့တကားတော့ခတ်ထားခဲ့တယ်လို့ပဲဖြေလိုက်ရင်ရကြောင်းဂျွန်စောကအကြံပေးပါတယ်ဒီလိုနဲ့အာကစားချိန်ပြီးလို့အတန်းသားတွေပြန်ရောက်လာကြတဲ့အခါပစ္စည်းတွေအမွေခံထားရကြောင်းပြောနေကြပြီးသူ့စာကြီးကိုပျောက်သွားတဲ့ကျောင်းသူတယောက်ကအတန်းထဲမှာဆောင်းကြီးတယောက်သာထိုင်နေတာမို့မေးခွန်းထုတ်တဲ့အခါသူလာတဲ့ကအခန်းတကားကပွင့်နေပြီးသားဖြစ်ကြောင်းပြောပေမဲ့တောင်းဝန်ကြတဲ့သူကအခန်းကိုသူတေချာပိတ်ခဲ့ကြောင်းဝင်ပြောပါတယ်နင်ကဆေးဘေးကမှရှိနေရမှာမဟုတ်ဘူးလားဆိုတဲ့ဘေးကစကားတွေကြောင့်စိတ်တူသွားတဲ့ဆောင်းကြီးကသူ့လွယ်အိတ်နဲ့ခုံထဲကစာအုပ်တွေကိုအကုန်ပြစ်ချပြနေတော့အခုထိလော်ကာကိုကြဖွင့်မပြသေးဘူးနော်လို့ဂျဲအိုကဝင်ပြောနေချိန်ဂျွန်စောတို့အာဂျင်တို့ကရောက်လာကြပါတယ်ဂျဲအိုကပဲလော်ကာကိုကန်ဖွင့်ကြည့်လိုက်တော့ဂျဲအိုရဲ့ဖုန်းအပါဝင်ကျောင်းသူတယောက်ရဲ့စာရေးရောအတန်းကောင်းဆောင်ရဲ့အဲဘော့ပါရှိနေတာကြောင့်တန်တရားမျက်လုံးတွေနဲ့ဝိုင်းကြည့်နေကြတာကိုသူမိသားစုကဆင်းရဲနေတာမဟုတ်လို့ခိုးစရာအကြောင်းမရှိဘူးလို့ပြောပေမဲ့မခိုးရမနေနိုင်စိတ်ရောဂါရှိနေတာလားလို့မေးခွန်းဝိုင်းထုတ်ပါတယ်ဒါရင်မကသေးလို့မကိုသေးနဲ့ဆိုပြီးတီးတိုးလောင်နေတဲ့အာချင်းကိုမြင်တော့အဲ့ဒီကောင်မကခင်ကျဲဦးရဲ့ငွေတိုးပေးဘူးနောက်ကကျိုးကင်သူဖြစ်ကြောင်းပြောတဲ့အခါအဲ့ဒီကိစ္စကသူတယောက်တည်းလှုပ်တာဖြစ်ကြောင်းဂျဲအိုကဝင်ပြောတော့နှင်ဖုန်းထဲမှာသူနဲ့ပြောထားတဲ့စာတွေမြင်ပြီးပြီလို့ဆိုပါတယ်ဒါပေမဲ့ဂျဲအိုကလော်ကာကိုဖွင့်ကဖျက်ထားပြီးပြီမို့ဖုန်းကိုပေးပြီးတက်သေးပြခိုင်းတော့ဘာမှမရှိတော့တာကြောင့်အတန်းသားတွေအားလုံးရှိဆောက်ရှက်ကွဲနေချိန်အတန်းပိုင်းဆရာမတို့ပါရောက်လာပါတယ်ပြီးတော့အာချင်းဆိုတဲ့ကောင်မကအမှုပညာဆရာနဲ့လည်းဟိုဟိုဒီဒီဆက်ဆံရေးတွေရှိနေတာဖြစ်ကြောင်းထပ်ပြောပြန်တဲ့အခါအဲ့ဒီဆရာနဲ့စိတ်သက်ထားတဲ့အတန်းပိုင်းဆရာမကပေါင်းဝင်ရိုက်သွားပြီးအာချင်းကိုမေးခွန်းထုတ်ကြည့်တော့အမှုပညာဆရာကသူမကိုအချစ်စစ်ဆွေးနွေးတိုင်ပင်မှုစင်တာနဲ့မိတ်ဆက်ပေးနေတာဖြစ်ကြောင်းရှင်းပြလိုက်တာကြောင့်တွေးပြက်တယ်လို့ဖြစ်သွားရပါတယ်ကာယဆရာကိုကြဆေးပေးကန်းသွားမယ်ပြောပြီးဘာလို့အတန်းနဲ့ရောက်နေရတယ်လဲလို့အတန်းပိုင်းကမေးခွန်းထပ်ထုတ်တော့အဲ့ဒါကဂျွန်စောနဲ့ချိန်ထားလို့ဖြစ်ကြောင်းဝန်ခံပေမဲ့သူကစလိုကန်ထဲမှာအာကစားပစ္စည်းတွေတိတ်နေတာဖြစ်ကြောင်းဂျွန်စောကပါဝင်ပြောတဲ့အခါဘာလို့ဒီလိုလုပ်ရတယ်လဲဆိုပြီးမေးခွန်းထုတ်မိနေတဲ့ဆောင်းကြီးကိုအဲ့ဒါကြောင့်အာချင်းကိုမထိဖို့သတိပေးခဲ့တယ်မလားလို့တီးတိုးပြန်ဖြေပါတယ်ဒီလိုနဲ့ဆောင်းကြီးကိုဆရာကရုံးကန်ဆွဲခေါ်သွားပြီးအတန်းသားတွေရိုက်ယူထားတဲ့ဗီဒီယိုကိုဂျဲအိုကရှင်းနေရှင်းကွန်စောရဲ့သမီးရှင်းဆောင်းကြီးရဲ့အမှန်တရားလို့ဆိုကအွန်လိုင်းပေါ်တင်လို့လိုက်ပါတယ်တကြောင်လုံးရဲ့ပသက်ဖျားမှာရောက်နေတဲ့ဆောင်းကြီးကိုကြိုးဆောင်နေတဲ့အာချင်းကနင့်လိုအရေးကဲမသိတဲ့သူတွေကရုပ်ရှင်တွေထဲမှာဆိုအရင်သေးတာဖြစ်ကြောင်းသတိပေးခဲ့တယ်မလားလို့ဆိုကဒီပြဿနာကိုနင်ကပဲစခဲ့တာဖြစ်ပြီးဂျွန်စောကရောနင့်ကိုတကယ်ကြိုက်တယ်ထင်နေတာလားလို့ဆောက်ရှက်ခွဲပါတယ်ဒါပေမဲ့ဆောင်းကြီးကသူ့မှာကကြောထောင်းနောက်ခံနေရှိတာမို့သူနဲ့ရင်ဆိုင်ရင်နင်ပဲထိခိုက်မှာဖြစ်ပြီးနင်ကတော့အားကိုးစရာမိဘတောင်မရှိဘူးဆိုတဲ့အခါကျောင်းကဆိုင်းငံ့ခံလိုက်ရတဲ့ဆရာမကွက်ကဘသူနဲ့ဖောက်ပြန်နေတာထင်လဲလို့မေးခွန်းထုတ်လိုက်ပါတယ်အခုမှသူဘာမှတေးသေးချာချာမသိလိုက်ရတဲ့ဆရာမကွက်ရဲ့ပြဿနာကိုပြန်တွေးမိလိုက်ပြီးအိမ်တော်ကြီးဖောက်ပြန်တဲ့ရှင်းနေဖြစ်နာမည်တွင်သွားရင်နေ့ဖေရဲ့ဥပဒေရုံးကတောင်ကာကွယ်ပေးနိုင်မှာမဟုတ်လို့အဲ့ဒီလိုအချိန်ကြာရင်ရောနေ့ရဲ့ကြောထောင်းတော့ခံကြီးကအသုံးဝင်နေအောင်မလားဆိုတဲ့အာချင်းကသူကမိဘမဲ့တယောက်ဆိုတာတော့မှန်ပေမဲ့အရင်ကတည်းကမရှိခဲ့တာမဟုတ်ပဲသူမရဲ့ပထမဆုံးပြင်းမှတ်ဖြစ်တာကြောင့်ရှင်းပြလိုက်တာဖြစ်ကြောင်းရှင်းပြကနင်လည်းငါရဲ့ပြင်းမှတ်ဖြစ်လာပြီလို့ကြောင်းတက်ရတာပို့ပြောတရားဖြစ်လာကြောင်းဆွဲဖက်ပြီးအပြုံးနဲ့ပဲတုံ့ပြန်လိုက်ပါတယ်